တင်ငင်းများလုံးမင်္ဂလာပါကျွန်တော် Good for K1 ပါဒီနေ့မှာဆိုရင်ကျွန်တော်စက်တောင်မှန် QC ကိုချက်မှာဖြစ်ပါတယ်ဒီဟင်းလေးကိုထမင်းနဲ့စားလို့ကောင်းသလိုစီချက်ခောက်ဆွဲနဲ့လည်းလိုက်ဖက်မှုရှိပါတယ်ခင်ဗျာစက်တောင်မှန်လေးကိုကျွန်တော်အရသာစားနှပ်ပါမယ်အရသာစားနှပ်ဖို့အတွက်ပထမဆုံးကျွန်တော်ထည့်တာတော့ဟင်းချက်ရက်ပါဟင်းချက်ရက်ကိုစပွဲတင်စုံတစ်စုံပြီးတော့ရင်ပဲငံပြားရဲ့အကြည့်ကိုစပွဲတင်စုံတစ်စုံခယူးစီကိုကြတော့စပွဲတင်စုံနှစ်စုံထည့်ပြီးတော့နှပ်ထားမှာဖြစ်ပါတယ်အားလုံးနဲ့နှပ်ပြီးတော့မိနစ်30ဒါမှမဟုတ်ရင်တနိုင်လောက်ထိရေခဲတက်တာအေးခန်းထဲမှာထည့်ပြီးတော့နှပ်ထားပေးပါsauce ကိုကျွန်တော်ကြိုပြီးဖြော်ထားပါတယ်ပြောင်းကော်မှုန့်ဒါမှမဟုတ်ရင်ကော်မှုန့်ကိုစပွဲတင်စုံတစ်စုံပဲငံမြိုင်ရဲ့အပြစ်ကိုလက်ဖေးစုံတိတိလေးတစ်စုံလောက်ထည့်ပြီးတော့ရေနှစ်စုံလောက်နဲ့ခပ်ပြစ်ပြစ်လေးဖြောထားပေးပါမယ်ချက်တောင်မှန် QC မှာထည့်တဲ့အမွှေးနဲ့နာအနှဲငယ်လေးများပါတယ်ကရဝေးရွက်အနှဲငယ်ပြီးသွားရင်နနက်ပွင့်တကြပိုးခေါင်းငရုတ်တီကြောင်ဝါကြောက်စီစက်တုံပြူနဲ့ဂျင်းကိုခပ်ပါပါလေးလှီထားပေးပါမယ်ဟင်းခန့်မွေးကြိုင်နဲ့အကုန်မရှိဘူးဆိုရင်လည်းရှိတဲ့ဟင်းခန့်မွေးကြိုင်ထည့်လဲရပါတယ်ခင်ဗျာချက်သွန်ပြူတော့ကျွန်တော်ဓားပြရိုက်ပြီးတော့နုံနုံလေးဆင်ထားပေးပါတယ်ဒေဟိုထဲမှာစီကိုစပွဲတင်စုံ2စုံ3စုံစာလောက်ထည့်မယ်ဂျင်းကိုအရင်စီတက်ပေးရမှာဖြစ်ပါတယ်ဂျင်းကိုအနှဲငယ်ခက်တွေ့လေးဖြစ်သွားပြီဆိုမှချက်သွန်ပြူထည့်ပြီးတော့စီတက်ပါချက်တုံပြူလေးအယောင်ပြောင်းကားစားလေးဖြစ်လာပြီးတော့မှုေးလာပြီဆိုရင်ခုနကဟင်းခန့်အမွေးကြိုင်အားလုံးကိုထည့်ပြီးတော့စီးသက်ပေးရမှာဖြစ်ပါတယ်ဟင်းခန့်အမွေးကြိုင်ထည့်တဲ့အခါမှာဆိုရင်မီအားကိုလျှော့ပေးပါပြီးတော့ရင်ခမန်းကြီး10မိနစ်ခွဲ2မိနစ်လောက်စီတန်ရပြီဖြစ်ပါတယ်မီအားများသွားရင်အထက်မှာပါတဲ့ဟွာကြောက်စီကတူးပြီးတော့ခါသွားတတ်ပါတယ်ခင်ဗျာပြီးရင်ချက်တောင်မှန်တွေရောဒီနှက်ထားတဲ့ sauce တွေရောအားလုံးကိုထည့်ပြီးတော့မှုေးပေးရမှာဖြစ်ပါတယ်ဒီအရေခွန်လေးအနှဲငယ်လေးတင်းနေဆိုရင်ရပြီဖြစ်ပါတယ်ခမန်းကြီး2မိနစ်လောက်ကြော်ပေးလိုက်ရင်ပဲအဆင်ပြေပါတယ်ကြော်ပြီးသွားရင်ကျွန်တော်ကတော့ရေကို900မီလီလီတာလောက်ဒီချက်တောင်မှန်လေးဖုံတဲ့အထိထည့်ပေးပါမယ်ပြီးသွားရင်အချိုရတာအတွက်တကြားကိုစပွဲတင်စုံတစ်စွန်းလောက်ကိုထည့်ပါတယ်ပြီးရင်အဖုံးပိတ်မယ်မီအေးအေးလေးနဲ့15မိနစ်လောက်တည်ထားပေးပါ15မိနစ်လောက်တည်ပြီးတော့ချက်တောင်မှန်တွေကကြက်လာပြီဆိုရင်မီအားမြင့်ပါမယ်မီးအားမြင့်ပြီးတော့ဒီထဲမှာရှိတဲ့ရေတွေကိုတော်တော်လေးခန်းတဲ့အထိကိုကျွန်တော်ချက်ပေးမှာဖြစ်ပါတယ်ရေတွေကဒီတော်တော်လေးခန်းသွားပြီဆိုမှခုနကဖြော်ထားတဲ့ကော်ရည်လေးကိုထည့်ပြီးတော့နောက်တစ်ခေါက်ရေခန်းအောင်လုပ်ပေးရပါမယ်ကော်ရည်မထည့်ခင်မှာတော့အနည်းငယ်လေးမှုေးပေးပါအကယ်၍ကိုကအဆက်ရတာလေးစားခြင်းလဲဆိုရင်ခုနစီတက်တဲ့ဟာငရုတ်တီးကြောက်ကိုများများလေးထည့်ပြီးတော့စီတက်လိုက်ရင်လည်းဆက်ဆက်လေးရဲ့ချိုချိုလေးရဲ့မှုမှုလေးရဲ့နဲ့စားကောင်းတဲ့ချက်တောင်မှန် QC ကိုသုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ငယ်ညလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ဗီဒီယိုလေးကိုနှစ်သိမ့်လဲ like and share လေးလုပ်ပြီးတော့အားပေးသွားပါအောင်ခင်ဗျာကျွန်တော် Good for K1 ပါတငယ်ချင်းအားလုံးကျန်းမာပျော်ရွှင်ကြပါစေ bye bye